မင်္ဂလာပါနော်မို့အခုပြောပြမယ်တော့တို့ရက်ကွက်ထဲအမတယောက်ရှိတယ်အဲ့အမလေးတိတ်တနာလို့ခေါ်တယ်သူ့အမျိုးသားလေဟိုအတ္တကြီးတယ်ဒုက္ခကောင်းစိတ်ရှိတော့သူ့ရဲ့မိသားစုမိဘကြောင့်တလောက်တိမ့်နဲ့ရှိထောက်ပံ့တယ်ဒီကြားထဲသူများတွေရှိရလက်ဆောင်ရတယ်မစုံကြောက်လက်ဖက်ချောက်အသားဘာညာကုကအကုန်လုံးကိုသူ့အိမ်ကိုပို့တယ်နော်လာတိုင်းလည်းထောက်ပံ့တယ်နောက်ပြီးတော့အဲ့လိုပတ်စံပေးကန်နေဆိုရင်တော့သူ့မိန်းမသူအကောင်းပဲပြောတာသူ့မိန်းမလုံးဝအကောင်ဘာလို့ကျင်နေဟီဟာနဲ့ညက်နဲ့ရှူအဲ့လိုမျိုးပြောတယ်ဒါပေမဲ့သူ့မိဘကိုသူပေးချင်တာပေးပြီးတော့ရင်ဒီမိန်းမသူလုံးဝမကောင်းတော့ဒီမိန်းမအရန်ရုပ်မှာသွားတယ်ဘလောက်ထိတောင်ဆိုလဲဆိုပုံဝင်းကျင်မှာတော့ကို့မိန်းမကိုမကောင်းကြောင်လိုက်ပြောတယ်အရန်ရုပ်မှာဒီအမျိုးသမီးသူ့မိဘကိုတော့မတတ်ထားဘူးဆိုတကယ်ကြောင့်သူ့မိဘကိုပေးလိုက်တာမှဆန့်ပဲနော်ဒီအမျိုးသမီးကလည်းဘာမှပြောတာမဟုတ်အဲ့လိုပဲအဲ့ဒီအမရဲ့မိသားစုတွေကအဆင်မပြေလို့ပတ်စံလေး1000ခွဲရှိတာ1000ခွဲပဲရှိတာအဲ့ဒါကိုဘာပြောလိုက်လဲဆိုတော့ပတ်စံမရှိဘူးပြောပြီးတော့ညင်းလိုက်တယ်အဲ့အမဆိုတနာဖို့တိတ်ကောင်းတယ်ဒါပေမဲ့ तू ကသူ့ယောက်ျားမလွန်ဆန်နိုင်တဲ့ခါကျတော့ तू ပတ်စံ1000ခွဲလည်းမပေးနိုင် तू မပို့နိုင်ဘူးပဲကိုယ်ပိုင်လည်းဝင်မရှိတဲ့ခါကျတော့သူ့ဘဝတော်တော်ကြီးငါကျင်တယ်သူ့ကိုသူအမြဲတမ်းနောင်တရဒီလိုယောက်ျားကိုရထားအဲ့ဒီခါကျတော့အဲ့လိုယောက်ျားကိုရထားတဲ့အမျိုးသမီးကတနေ့စိတ်ဒုက္ခတွေပဲခံစားဒီအမျိုးသားရောသူ့မိဘကိုပေးလိုက်လို့သူဟာအရန်ကုတူရသွားတယ်တော့မထင်နဲ့စိတ်တက်မဖြူစင်တဲ့အတွက်ညောင်သေးလောက်လွင်ညောင်ပင်လောက်ရတယ်ဆိုတာထက်သူကပြောင်းမြန်ကုတူတပိငယ်ရဲ့တပိတာသူများကိုယ်အိမ်တောင်ဘက်ကိုပါရမီဖြည့်ပဲရဲ့မိဘကိုကြတော့မိဘလို့တန်ဖိုးထားမှမသိပဲနဲ့ကိုမိဘမှမိဘလို့တန်ဖိုးထားတဲ့သူမျိုးကဘတော်မှလူကြလဲမဝင်လူတိုင်းကလည်းသူတို့ကိုဟင်ဆိုပြီးတော့ပဲကြည့်နေတယ်ဘာလို့လဲဆိုတော့လူတိုင်းမှာလေစဉ်းစားတတ်တဲ့ညချီတယ်လေနော်